ရားရှင်တို့ကြောင့်မဟုတ်ဆိုရတော့ပြောပါတယ်တဲ့ကဲတင်မဲ့တရားသည်တခြားမဟုတ်ဘူးတဲ့မက်ကင်တရားတဲ့ကဲတင်မဲ့တရားကဘာပါလဲမက်ကင်တရားဒါဆိုရုပ်ရစနုတွေဒီခန္ဓာကိုယ်တည်းမှာဒီယုံနိုင်ရဖြစ်ချင်းပြည့်ချင်းကိုမြင်နိုင်ကြည့်နိုင်ရှုနိုင်တဲ့မက်ကင်တရားကိုမရှာသေး၍မက်ကင်ကျင့်စဉ်ကိုမကျင့်သေး၍မှန်တရားသစ္စာမတွေ့နိုင်ဘူးလို့ပြောတယ်နော်ရရှိနေတာကတော့ခန္ဓာဒုက္ခသစ္စာပဲရရှိနေတာကတော့နောက်ဆုံးယောဂီတို့ဆိုတော့တူရခန္ဓာဒုက္ခသစ္စာနဲ့အတူနေပြီးတော့ဒီခန္ဓာပြတဲ့ဒုက္ခသစ္စာကိုမက်ကင်တရားနဲ့မကြည့်နိုင်ဘူးဖြစ်နေကြတယ်နေတော့ခန္ဓာဒုက္ခသစ္စာနဲ့နေတယ်သွားတော့ခန္ဓာဒုက္ခသစ္စာနဲ့သွားတယ်စားတော့ခန္ဓာဒုက္ခသစ္စာနဲ့စားတယ်စကားပြောတော့လေခန္ဓာဒုက္ခသစ္စာနဲ့စကားပြောတယ်အိတ်တော့လေခန္ဓာဒုက္ခသစ္စာနဲ့အိတ်တယ်နောက်ဆုံးသိပွဲဝင်တော့လေခန္ဓာဒုက္ခသစ္စာနဲ့သိပွဲဝင်တယ်ယောဂီတို့ဆိုတော့ဒီခန္ဓာဒုက္ခသစ္စာနဲ့အတူနေထိုင်အနိကနေထိုင်ပြီးတော့မက္ခင်တရားကိုပြစ်မသွင်းနိုင်သေးရင်ဒီခန္ဓာဒုက္ခသစ္စာရဲ့ယုံနံဖြစ်ပျက်ကိုမမြင်နိုင်ဘူးလို့ပြောတယ်ဒါကိုဘုရားရှင်လိုကြမဟုတ်ဆိုရအေးတဲ့မိမိကိုကဲတင်မဲ့တရားသည်တခြားမဟုတ်ဘူးမက္ခင်တရားမိမိကိုကဲတင်မဲ့တရားသည်ဒါဆိုဘဝဆက်ဆက်တန်တရာဆက်ဆက်ယောဂီတွေဆိုတော့မက်ကင်တရားနဲ့ဝိတ်အောင်ကင်းအောင်လွတ်အောင်ရှောင်ခဲ့ကြတာဟိုဗျာနော်ခန္ဓာဒုက္ခသစ္စာနဲ့တပူအောင်လည်းအတူနေခဲ့တာမဟုတ်ဘူးတသံတရားလုံးအတူနေခဲ့တာအနိကနေခဲ့တာလို့ပြောတယ်ဘဝခန္ဓာရာတိုင်းဒုက္ခသစ္စာဆိုတာတွဲလျက်ပါပြီးသားဘဝခန္ဓာရာတိုင်းဒုက္ခသစ္စာဆိုတာတွဲလျက်ပါပြီးသား